ဗီဒီယိုရဲ့အစမှာတော့မီးလက်တီပိုင်ဆိုင်ထားတဲ့မိနီတို့စီကနေဂျေဂျေကပြေးလွှားနေခဲ့ရပါတယ်။တနေရာအရောက်မှာတော့မီးလုံးတွေနဲ့ပြစ်လိုက်ကြပါတယ်။ဒါပေမဲ့မထိသွားပါဘူး။အဲ့ဒါနဲ့တစ်ပင်နောက်မှာအမြန်ပုံးလိုက်ပါတယ်။နောက်မှာတော့မိနီတို့တွေရောက်လာခဲ့ပါတယ်။ဂျေဂျေကအချစ်ဆေးရည်နဲ့ပြစ်ဖို့ချိန်လိုက်ပါတယ်“ဂျေဂျေမင်းကျေးလို့ပဲရမယ်ပုံးလို့တော့မရဘူး။ဂျေဂျေကအချစ်ဆေးရည်နဲ့ပြစ်လိုက်ပါတယ်။အချိန်ထဲမှာဆေးရည်ကိုမိုးကြိုးပြစ်တာခံလိုက်ရပြီးတော့အချစ်မိုးရည်တွေဖြစ်ကျလာပါတယ်။အောက်မှာရောက်နေကြတဲ့မိနီတို့တွေကရန်သူတွေဖြစ်ကနေဂျေဂျေကိုအရန်ချစ်ကြတဲ့နာဘူးမတွေဖြစ်ပြောင်းလဲသွားပါတယ်။ဂျေဂျေကမိနီတယောက်တည်းကိုပဲလိုချင်တာကြောင့်ပြေးပါတော့တယ်။မိနီတို့တွေကအချစ်မီးတွေနဲ့နောက်ကနေလိုက်ပြတ်ပါတယ်။ဂျေဂျေလည်းတစ်ပင်နောက်မှာအမြန်ပုံးနေလိုက်တော့လွတ်သွားပါတယ်။ပြီးတော့အဲ့ဒီနေရာကနေပြေးပါတော့တယ်။မိနီရဲ့တငယ်ချင်းတွေကဂျေဂျေစီပြေးလိုက်သွားပြီးတော့မိနီကမီးတွေနဲ့မျော့ကွင်းဖန်တီးလိုက်ပါတယ်။ပြီးတော့ဂျေဂျေစီပြစ်ပြီးတော့ဂျေဂျေကိုဖမ်းလိုက်ပါတယ်။ပြီးတော့ဂျေဂျေကိုသူ့စီရောက်လာအောင်ဆွဲပါတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကရေမော်အစွမ်းသုံးနိုင်တဲ့ကယ်ဆယ်ရေးအဖွဲ့ရောက်လာပါတယ်။သူတို့တွေကရေလုံးတွေသုံးပြီးပြစ်လိုက်ပါတယ်။မိနီတို့အဖွဲ့ကလည်းမီးလုံးတွေနဲ့ပြစ်လိုက်ပြီးတော့ရေလုံးတွေကိုတားလိုက်ပါတယ်။မိနီတို့ရဲ့စွမ်းအားတွေလျော့သွားပြီးတော့ဂျေဂျေလည်းလွတ်သွားပါတယ်။မိနီကတော့ဂျေဂျေလွတ်သွားလို့တင်းသွားခဲ့ပါတယ်။ရေတက်သားအဖွဲ့ကရောက်လာပြီးတော့လာနေတဲ့မီးလုံးကိုကာကွယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့အပေါ်ကိုလည်းအချစ်မိုးတွေကျနေတာကိုတတိထားမိသွားပါတယ်။သူတို့လည်းစတင်အသွင်ပြောင်းလာပြီးတော့ဂျေဂျေကိုယူသွတ်တဲ့နှာပူးကောင်လေးဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒါနဲ့ဂျေဂျေစီပြေးပါတော့တယ်။နာရိုရှိုရမတနေအဲ့လိုနဲ့ဂျေဂျေလည်းနှာပူးကောင်တွေလက်ထဲကနေအမြန်ထွက်ပြေးပါတော့တယ်။နောက်မှာတော့နှာပူးတတိုက်ကလိုက်လာပါတယ်။အဲ့ဒီအချိန်မှာတော်ရဲကိုအရန်ချစ်ကြတဲ့စုံတွဲတွဲဖြစ်တဲ့မီကီတို့ဝင်လာပါတယ်။တစ်ချိန်ထဲမှာပဲမီကီရီစာကအချစ်ဆေးရည်နဲ့ထိပ်ပြီးဂျေဂျေကိုအရန်ချစ်တဲ့နှာပူးမအဖြစ်ပြောင်းလဲသွားပြန်ပါတယ်။အဲ့ဒါနဲ့ဂျေဂျေစီကိုပြေးပါတယ်ဟဲဘာလေဟာနိုရာဖက်မလို့တော့ဘူးဂျေဂျေကအပြေးလွှာဖြစ်နေပါတယ်ဒါပေမဲ့နောက်ကနေရေအစွမ်းနဲ့အပြစ်ခံလိုက်ရပြီးတော့ဖမ်းမိသွားပါတယ်သိစမ်းပါကွာမာရုတ်သွားပြီတဲ့နေအဲ့ဒါနဲ့ရေအစွမ်းနဲ့ဂျေဂျေကိုသူ့စီခေါ်လိုက်ပါတယ်ဒါပေမဲ့မိနစ်တငယ်ချင်းရောက်လာပြီးထိန်းချုပ်ထားတဲ့လက်ကိုတွန်းသွားခဲ့ပါတယ်ဂျေဂျေလည်းအတင်းရောင်ပြီးတော့ဖောက်ထွက်သွားနိုင်ခဲ့ပါတယ်မိနစ်တငယ်ချင်းကမီးလုံးနဲ့ပြစ်လိုက်ပြီးတော့ထပ်ဖမ်းလိုက်ပါတယ်ပြီးတော့လေပေါ်ကိုတင်လိုက်ပါတယ်ဟမ်ပိတ်စမ်းပါကွာမိတော့ပြမေလားအဲ့ဒီချိန်မှာပဲအစောကရေမော်စွာသုံးတက်တဲ့သူကရောက်လာပြီးတော့အစိမ်းရောင်နှာဘူးမကိုတွန်းထုတ်လိုက်ပါတယ်ကြည်ကြည်လည်းပြန်လွတ်သွားခဲ့ပါတယ်ဒါပေမဲ့ရေမော်အစွမ်းနဲ့ပြန်ပြီးတော့ပိတ်မိသွားခဲ့ပြန်ပါတယ်ပြီးတော့လေပေါ်ကိုတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာအပြာရောင်နှာဘူးမဝင်ပြီးတော့တိုးပစ်လိုက်ပါတယ်ကြည်ကြည်လည်းပြန်လွတ်သွားပြန်ပါတယ်ဒါပေမဲ့မီးလုံးနဲ့ထပ်ပြီးပြစ်တာခံရပြီးပြန်ဖမ်းခံရပြန်ပါတယ်မင်းတို့ရက်လိုက်ကြပါတော့ဒီမှာရှော့ရမယ်နောက်တစ်ယောက်ရေလုံးနဲ့ထပ်ပစ်လိုက်ပါတယ်။ကြည်ကြည်ကိုမှန်သွားပြီးချိုရည်နဲ့ရေပေါင်းဆက်ပြီးကြောက်တုံးကြီးအဖြစ်ကိုပြောင်းလဲသွားပါတယ်။ပြီးတော့ကြောက်ကဘာထဲကိုလှိမ့်သွားခဲ့ပါတယ်။အထဲမှာတော့ကြည်ကြည်တယောက်တိုင်ပတ်နေပါတယ်။နောက်မှလည်းနာဘူးမအဖွဲကလိုက်လာပါတယ်။ဒီလိုနဲ့အောက်ကိုရောက်သွားပြီးတော့ကြောက်တုံးကြီးနဲ့ထိမိပြီးကွဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြည်ကြည်ဘေးနောက်စိတ်တုန်နေတဲ့မီကီရောက်လာပါတယ်။ "No ကုနီပေးပါဦး။မီကီလည်းအချိန်မရှိရနဲ့ကြည်ကြည်လက်ကိုဆွဲပြီးတော့ထွက်ပြေးပါတော့တယ်။နာဘူးမတွေရောက်လာတဲ့အချိန်မှာတော့ကြည်ကြည်မရှိတော့ပါဘူး။မိနီကတေးချကြည့်လိုက်တော့တောထဲမှာကြည်ကြည်နဲ့အရန်တူတဲ့လူတစ်ယောက်ဝင်လာပါတယ်။အဲ့ဒါနဲ့နာဘူးမတွေကပြေးလူပါတော့တယ်။ကြည်ကြည်အတုပေးနာမှာဝိုင်းလိုက်ကြပါတယ်။ပြီးတော့ကြည်ကြည်ကိုစွမ်းအားတွေနဲ့ဖမ်းချုပ်ထားလိုက်ပါတယ်။ပြီးတော့အားလုံးကအနှမ်းတွေအများကြီးဝိုင်းပေးကြပါတယ်။ကြည်ကြည်နဲ့တူတဲ့လူကတော့ဘာမှမဆိုင်ပဲခံလိုက်ရလို့အော်နေပါတယ်။ကြည်ကြည်နဲ့မီကီကတနေရာရာကနေချောင်းကြည့်နေပေမဲ့မကူညီနိုင်လို့ပြေးပါတော့တယ်။နောက်တော့တောင်ကုန်းပေါ်ရောက်လာပါတယ်။အောက်မှာတော့ခုချိန်ထိအနှမ်းတွေပေးတာမပြီးသေးပါဘူး။ជីជីဒါရီကောင်တော့မင်းကြမယ်။ခုဆုံးနိုင်စားမိဘတိုင်းနေပြီကွာမိဘလို့လောက်ထားလေ။မဟာဘူးတိုင်းနာတိုင်းအောင်လုပ်ချင်တာမိနေတယောက်တည်းဒါပေမဲ့မူတုံးနဲ့ပေါင်းဆက်ပါလို့ဒါရချစ်ကောင်းနာ။အဲ့ဒီအချိန်မှာပဲနှာဘူးမတချို့ကသူတို့စီရောက်လာပါတယ်။မီကီကကြစ်ကြစ်ရှေ့မှာရက်ပြီးတော့အားလုံးကိုရှင်းထုတ်ဖို့ချော်ရည်လုံးအကြီးကြီးကိုထုတ်လိုက်ပါတယ်။မီကီချစ်သူကသူ့ကိုချော်ရည်လုံးအသေးနဲ့ပြစ်လိုက်ပါတယ်။မီကီလည်းသူ့ကောင်မလေးပါနေလို့မဖြစ်တော့ပဲလက်လျှော့လိုက်တာသူပဲထိသွားခဲ့တာအောက်ကိုကျမလို့ဖြစ်သွားပါတယ်။ကြည်ကြည်လည်းဆွဲတင်လိုက်ပါတယ်။မီကီချစ်သူရောက်လာတာကြောင့်ပြေးပါတော့တယ်။မီကီချစ်သူကကြည်ကြည်ကိုအာပွားတွေပေးဖို့လှုပ်လိုက်ပါတယ်။ဒါပေမဲ့ရေကွင်းနဲ့ဖမ်းတာကိုခံလိုက်ရပါတယ်။မီကီကကြည်ကြည်ကိုပိတ်ထုတ်ပြီးဒါရီအားလုံးမင်းကြောင့်မင်းကြောင့်ငါချစ်တော်နာဘူးမဖြစ်တော့ပြီ
ပြီးတော့မတ်တက်ထရက်လိုက်ပြီးတော့ချုံရည်လုံးတွေနဲ့ပြစ်လိုက်ပါတယ်။ဒါပေမဲ့ဟိုကလည်းရေတိုင်းကောင်တုံးပြီးကာကွယ်လိုက်ပါတယ်။ပြီးတော့ရေမော်အကြီးစားနဲ့ပြစ်လိုက်တာမီကီချစ်သူလည်းတောင်အောက်ကိုကြမလို့ဖြစ်သွားပါတယ်။ဒါပေမဲ့ချုံရည်အစွမ်းနဲ့ပြန်တိုက်ထုတ်လိုက်ပါတယ်။ဒီတစ်ခါမှာတော့ကြတော့မဲ့သူကရေမော်အစွမ်းသုံးတဲ့သူဖြစ်သွားပါတယ်။ဒါပေမဲ့သူကလည်းရေမော်နဲ့ပြန်ဖြတ်ပြီးရေလုံးနဲ့မီကီရီစာကိုပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမီကီရီစာကချုံရည်နဲ့မီပေါင်းဆက်ပြီးတော့ကြောက်တုံးဘဝကိုရောက်သွားပါတယ်။ Mickey, for my tea. Oh, hey, blue shit the wall. အဲ့ဒီအချိန်မှာပဲတောင်အောက်ကနေပြီးတော့အတန်တခုကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့မိနီရဲ့အတန်ပဲဖြစ်ပါတယ်။ကြည်ကြည်လည်းမီကီကိုတွန်းထုတ်ပြီးအဲ့ဒီကနေပြေးပါတော့တယ်။နောက်မှလည်းနှာပူးမတွေလိုက်လာပါတယ်။မီကီကတောင်ဆောင်မလို့ရက်လိုက်ပေမဲ့ကြည်ကြည်ကအောက်ကိုတွန်းချလိုက်ပါတယ်။ပြီးတော့အဲ့ဒီကနေပြေးပါတော့တယ်။အဲ့ဒီလိုနဲ့နေ့လယ်ကိုရောက်လာတဲ့အချိန်မှာရွာထဲမှာတော့မိနီတို့ဖွဲ့ကပိမ့်ပိုက်ထားတာကိုမြင်လိုက်ရပါတယ်။တချို့ရွာသားတွေကကြောက်တုံးအဖြစ်ပြောင်းခံထားရပါတယ်။ကြည်ကြည်တို့ကတော့ဖြည့်စည်းရှာဖို့ရောက်လာတာဖြစ်ပါတယ်။ Kanana Gigi, not Jenyabi Gua. မီကီကထွက်သွားခဲ့ပါတယ်။နောက်တော့တောထဲကိုရောက်သွားပြီးတစ်ပင်တပင်စီကနေစပင်နဲ့တူတဲ့အရွက်တွေကိုယူလိုက်ပါတယ်။ပြီးတော့ကြည်ကြည်စီကိုပြန်သွားပြီးတော့ကြည်ကြည်ကိုပြစ်ပေးလိုက်ပါတယ်။မီကီကသူ့ရီးစားကိုပေးမှနှခမ်းနီလေးကိုမထုတ်ချင်ပဲထုတ်လာခဲ့ပါတယ်။ခဏကြာမှာတော့ရွာထဲကိုရုပ်ဖြတ်ပြီးဝင်ဖို့လုပ်ပါတော့တယ်။ကိစ္စမိနေတငယ်ချင်းတွေကတော့ကြည်ကြည်ပုံလေးကိုထုတ်ပြီးနှာပူးဖြစ်နေပါတယ်။ဒီလိုနဲ့အသိစိတ်ဝင်သွားအောင်ကြည်ကြည်တို့ကနှုတ်ဆက်လိုက်ပါတယ်။ကိစ္စကကြည်ကြည်ပုံနဲ့တေချာတိုက်ကြည့်လိုက်ပါတယ်။ဒါပေမဲ့တိတ်မတူနေလို့ဝင်ခွင့်ပြုလိုက်ပါတယ်။ကြည်ကြည်တို့လည်းဝင်လာပါတယ်။ရွာထဲကနှာပူးမတစ်တိုက်ကတေချာလိုက်ကြည့်နေပါတယ်။ကြည်ကြည်တို့ခက်တီတီရှောက်လာပါတယ်။ဒါပေမဲ့လန်တဘက်ကိုရောက်တော့မီကီကသူ့မိန်းမကိုပြန်မြင်လိုက်ရပြီးငိုပါတော့တယ်။ပြီးတော့ရှေ့ကိုဆက်ပါတယ်။ဒါပေမဲ့တန်တရားဝင်သွားတဲ့နှာပူးမတွေကကြည်ကြည်တို့ကိုဝိုင်းလိုက်ပါတယ်။ပြီးတော့ကြည်ကြည်စီကိုကောင်းအစချေဆုံးအနှံ့ဆပြီးတော့ခံပါတယ်။ကြည်ကြည်တို့လည်းပေါ်တော့မှမလို့အမြန်ပြေးပါတော့တယ် Hey, Mickey, Eddie ain't no we are. ဒီလိုနဲ့အထဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ကြည်ကြည်စပင်ကတကားနဲ့ညက်ပြီးတော့ဆွဲလိုက်တာပြုတ်သွားပါတယ်။နောက်ကလိုက်လာတဲ့နှာပူးမတွေကကြည်ကြည်ဆိုတာကိုတေချာသိသွားပါတယ်။အဲ့ဒါနဲ့ကြည်ကြည်ရွာထဲဝင်လာပြီးဆိုတာကိုတတိပေးခေါင်းလောင်းတွေပါထိုးပါတော့တယ်။နောက်တော့နှာပူးမတွေရောက်လာပြီးအိမ်ထဲဝင်ဖို့လှုပ်ကြပါတော့တယ်။အိမ်ထဲမှာတော့ဝင်မလာနိုင်အောင်ခုခံထားကြပါတယ်။မီကီကတော့စွမ်းအားကိုတုံးပြီးကလထိုင်ယူပြီးပိတ်လိုက်ပါတယ်။ကြည်ကြည်ကလည်းရေစွမ်းအားကိုတုံးပြီးခုံကြီးနဲ့ပိတ်လိုက်ပါတယ်။ပြီးတော့စောင်းအုပ်စင်ကိုသွားပြီးတော့ဖြည့်စည်းကိုလိုက်ရှာပါတယ်။အဲ့ဒီအချိန်မှာပဲပတင်းပေါက်တစ်ခုကွဲသွားပါတယ်။ပြီးတော့မိနေဝင်လာပါတယ်။ပြီးတော့ထူထူဆန်ဆန်ရက်သွားပါတယ်။ကြည်ကြည်ကသွားထိကြည့်ပါတယ်။မိနေကအရှင်တို့ပြန်ဖြစ်သွားခဲ့တာပါ ဒီမှာပါချစ်နေရ ။မိနေလည်းအပြင်ကနာပူးကောင်တွေရှိနေတာကိုသတိထားမိသွားပါတယ်။ဒါပေမဲ့မျက်နှာကျက်ကပြိုပြီးကျလာပါတယ်။အဲ့ဒါနဲ့ကြည်ကြည်ကထီးရှာပြီးတော့မိနေကိုပေးလိုက်ပါတယ်။မိနေလည်းအမြန်ဆောင်လို့လွတ်သွားပါတယ်။နာပူးတွေကအိမ်ပေါက်တွေကနေချောင်းကြည့်နေပါတယ်။ကြည်ကြည်ကအဲ့ဒီချိန်မှာပဲဖြည့်စည်းကိုရှာတွေ့သွားပါတယ်။အဲ့ဒါနဲ့အိမ်ထဲကနေထွက်ပြေးကြပါတယ်။ဒါပေမဲ့ကြည်ကြည်ကကြိုးကွင်းနဲ့ပြစ်တာကိုခံလိုက်ရပြီးတော့ဆေးရည်ကမီကီလက်ထဲရောက်သွားပါတယ်။ကြည်ကြည်ကတော့အိမ်ထဲပါသွားပြီးတော့အနမ်းတွေအများကြီးပေးတာခံလိုက်ရပါတော့တယ်။မိနီယာစိတ်တော်ပြီးဆေးရည်ကိုယူပြီးတော့လေပေါ်ကိုထီးနဲ့တက်သွားပါတယ်။ပြီးတော့လေပေါ်မှာဖြည့်ဆေးကိုထုတ်လိုက်တာမိုးကြိုးပစ်လိုက်တာဖြည့်ဆေးရည်တွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။မိနီအောက်ကိုကျလာတော့မီကီကဖမ်းလိုက်ပါတယ်။အထက်ကနှာပူးတွေပြင်နှာပူးတွေအကောင်လုံးပုံမှန်လိုပြန်ဖြစ်သွားပါတယ်။မီကီနဲ့မိနီယာရောက်လာပြီးတော့ကြည်ကြည်ကိုထူပေးလိုက်ပါတယ်။ပြီးတော့ပြင်ကိုထွက်လာခဲ့ပါတယ်။မီကီကသူ့ရဲ့ရီးစားကိုမြင်ပြီးငိုပါတော့တယ်။ဒါပေမဲ့ကန်ကောင်းစွာနဲ့ကြောက်တုံးကကွဲအပ်လာပြီးပုံမှန်လိုပြန်ဖြစ်သွားပါတယ်။ရွာထဲကနေကြောက်တုံးဖြစ်သွားတဲ့သူတွေလည်းပြန်ကောင်းသွားပြီးကြည်ကြည်မွေလိုက်တဲ့ဆက်လန်းကြီးကလည်းပြီးဆုံးသွားခဲ့ပါတယ်ရှင်။